သားမီးတို့အားလုံးပဲမင်္ဂလာပါဒီချေကတော့ Giggle Brains Preschool ကဒီချေရွှေရွယ်ဖြစ်ပါတယ်ဒီနေ့ဒီချေကမောင်ပါမုတ်ဆိုတဲ့ပုံမြင်လေးကိုသားမီးတို့ပြပြချင်ပါတယ်အားလုံးနားထောင်ပေးကြပါဦးနော်တခါတုန်းကတဲ့အရန်ကိုလှပတဲ့အိမ်လေးတစ်လုံးထဲမှာဖူးဖူးနဲ့ဖွားဖွားစနီးမောင်နှံနေကြတယ်တဲ့အဲ့ဒီလိုနဲ့တနေ့လဲကြာရောတဲ့ဖိုးဖိုးကြီးကတဲ့သူ့ရဲ့မိန်းမကိုပြောတယ်တဲ့ရှင်မရေတို့တွေပေါင်မုတ်လေးဖို့စားကြရင်မကောင်းဘူးလားလို့မေးလိုက်တယ်တဲ့သူ့ရဲ့ဇနီးကလည်းပေါင်မုတ်လေးလုပ်ဖို့သဘောတူလိုက်တယ်ကောင်းတာဗောအဲ့ဒါဆိုလို့ရှိရင်တို့တွေပေါင်မုတ်လေးလုပ်ကြရအောင်ဆိုပြီးတော့ဖိုးဖိုးနဲ့ဖွားဖွားလေးများကပေါင်မုတ်လေးလုပ်ကြတယ်တဲ့ဖွားဖွားကြီးကတဲ့ပေါင်မုတ်လေးကိုစပြီးတော့သူကလုပ်တာဗောတဲ့အဲ့ဒီပေါင်မုံလေးကိုဖွားဖွားကြီးရတဲ့လူပုံလေးလုပ်တယ်တဲ့သူကမျက်လုံးလေးတွေပါးစပ်လေးတွေကြဲသီးလေးတွေပေါင်မုံလေးမှာတက်ပေးတယ်တဲ့ပြီးတော့ဖွားဖွားကြီးကမဖုတ်တဲ့ဆက်ထဲကိုပေါင်မုံလေးကိုထည့်လိုက်တာဗောတဲ့အချိန်လေးခဏလေးကြာရောပေါင်မုံလေးရတဲ့အရန်ကိုအနံ့လေးကမှုေးလာတယ်တဲ့အဲ့နဲ့ဖွားဖွားကြီးရတဲ့အေးနဲ့ပေါင်မုံလေးကကြက်သွားပြီထင်တယ်တဲ့ဆိုပြီးတော့သူကဖွားဖွားကြီးရတဲ့မဖုတ်ဆက်လေးကိုဖွင့်လိုက်တယ်အဲ့ဒီခါမှာပေါင်မုံလေးကမဖုတ်ဆက်တွေကနေအပြင်ကိုခုံပြီးတော့သူကထွက်လာတယ်ပြီးတော့ပေါင်မုံလေးကတဲ့သူကအရန်ကိုစတင်ပြီးတော့ပြေးတော့တာဗောတဲ့အဲ့ဒီခါမှာဖိုးဖိုးကြီးနဲ့ဖွားဖွားကြီးကသူ့အနောက်ကနေလိုက်တယ်တဲ့ပေါင်မုံလေးရေတို့ကိုစောက်ပါအောင်ဆိုပြီးတော့ပြေးလိုက်တယ်ပေါင်မုံလေးကသူကအပြေးမရက်ပဲနဲ့ပြင်းနဲ့သူကလှည့်ကြည့်လိုက်ပြီးတော့ပြောတယ်တဲ့ငါကမောင်ပေါင်မုံလေးပဲတဲ့အရန်ကိုအပြေးမြန်တာပဲတဲ့ကျွန်တော်ကိုစားချင်မှီအောင်လိုက်ဆိုပြီးတော့ပေါင်မုံလေးကပြောရင်းနဲ့ဆက်ပြီးတော့ပြေးတာဗောတဲ့ဖိုးဖိုးကြီးနဲ့ဖွားဖွားကြီးရတဲ့နော်အရန်ကိုအပြင်းမြန်တဲ့ပေါင်မုံလေးကိုဖမ်းမမိဘူးတဲ့နော်မလိုက်နိုင်ဘူးတဲ့သူတို့ကတဲ့အဲ့လိုနဲ့ပေါင်မုံလေးအရှိကိုစပြင်းနေတဲ့သူကတဲ့နော်လမ်းတနေရာမှာမျက်တွေစားနေတဲ့နွားကြီးနဲ့တွေ့သွားတယ်တဲ့နွားကြီးကတဲ့မျက်တွေစားနေရင်သူရှိရပေါင်မုံလေးဖြတ်ပြီးတော့ပြေးသွားတော့သူကလှမ်းမြင်လိုက်တော့ဟာတဲ့ပေါင်မုံလေးပါလားတဲ့အနက်လေးကအရန်ကိုမွှေးနေတာပဲတဲ့စားလိုက်လို့ရှိရင်တော့အရန်ကိုအရသာကောင်းမှာပဲဆိုပြီးတော့နွားကြီးကနေပေါင်မုံလေးကိုစကားပြောလိုက်တယ်တဲ့ဟေးတဲ့ပေါင်မုံလေးရဲ့မင်းကိုစားချင်လို့ငါ့ကိုစောက်ပါအောင်ဆိုပြီးတော့သူကပေါင်မုံလေးရှိကိုပြေးပြီးလိုက်တယ်ပေါင်မုံလေးကလည်းတဲ့ပြေးတာကိုမရက်ပဲနဲ့သူကနွားကြီးကိုပြောတယ်တဲ့ကိုနွားကြီးကျွန်တော်ကိုစားချင်တော့မှီအောင်လိုက်လေဗျာကျွန်တော်ကအရန်ကိုအပြင်းမြန်တဲ့ပေါင်မုံလေးပဲကျွန်တော်ကိုဘယ်သူမှမင်းအောင်မဖမ်းနိုင်ဘူးဆိုပြီးတော့သူကအရှိကိုဆက်ပြေးတယ်နွားကြီးကလည်းပေါင်မုံလေးကိုအနောက်ကနေလိုက်တာပေါ့မူဆိုပြီးလိုက်တယ်ဒါပေမဲ့ပေါင်မုံလေးကအရန်ကိုအပြင်းမြန်တော့နွားကြီးကလည်းဖမ်းမမိဘူးတဲ့အဲ့ဒီလိုနဲ့တဲ့သူ့နောက်ကနွားကြီးကလည်းလိုက်တယ်ဖွားဖွားလင်မြန်းကလည်းသူ့နောက်ကနေပြေးလိုက်တာဗောတဲ့ပေါင်မုံလေးကစပြေးနေနဲ့တဲ့သူကတနေရာလဲရရောတဲ့ဖွက်ကလေးနဲ့သွားတွေ့တယ်တဲ့ဖွက်ကလေးကလည်းပေါင်မုံလေးကိုမြင်တော့ဟာတဲ့ပေါင်မုံလေးတဲ့အနံလေးကမှုေးနေတာပဲတဲ့အရန်ကိုစားကျင်နေပြီဗိုက်စားနေပြီဟေးတဲ့ပေါင်မုံလေးငါ့ကိုစောင်းတဲ့ဆိုပြီးတော့ဝက်ကလေးကပြေးလိုက်တယ်တဲ့ပေါင်မုံလေးကအနောက်ကိုတစ်ချက်လဲကြည့်လိုက်ပြီးတော့တဲ့သူကတဲ့ကျွန်တော်ကမောင်ပေါင်မုံလေးပဲအရန်ကိုပြေးမြန်တာကျွန်တော်ကိုစားချင်မှီအောင်လိုက်ဖမ်းဆိုပြီးတော့ပေါင်မုံလေးကအရှိရပြေးတယ်ဝက်ကြီးကအနောက်ကနေအွိုင်းဆိုပြီးတော့မှီအောင်လိုက်တယ်ဒါပေမဲ့အရန်ကိုအပြေးမြန်တဲ့ပေါင်မုံလေးကိုတော့ဖမ်းမမိဘူးကွယ်သူ့ရဲ့နောက်မှာတော့ဝက်ကလေးရဲ့နွားကြီးရဲ့အဖိုးရဲ့အဖွားရဲ့လင်မြားပြေးလိုက်တာပေါ့ပေါင်မုံလေးကစပြေးနေတာပြေးနေတဲ့နောက်ဆုံးတနေရာလဲရောက်တဲ့သူကတိုးလေးတကောင်သွားတွေ့တယ်တိုးလေးရတဲ့ဟာတဲ့ဟိုအရှိကပြေးလာတာဘာတူလဲတဲ့အော်တဲ့ပေါင်မုံလေးပဲတဲ့ဟုတ်ပြီတဲ့ပေါင်မုံလေးကိုစားချင်တယ်တဲ့လိုက်ဖမ်းရအောင်ဆိုပြီးတော့တဲ့တိုးလေးကလည်းလိုက်ဖမ်းတယ်တဲ့ပေါင်မုံလေးကအရှိကနေပြေးနေအနောက်ကိုလှည့်ကြည့်လိုက်ရင်းနဲ့သူကပြောတယ်တဲ့ဟေးတဲ့တိုးကြီးတဲ့ကျွန်တော်ကိုစားချင်မှီအောင်လိုက်ဖမ်းတဲ့ကျွန်တော်ကအယုံအပြင်းမြန်တဲ့ပေါင်မုံလေးပဲတဲ့ဆိုပြီးတော့ပေါင်မုံလေးကအရှိကိုဆက်ပြေးတယ်တဲ့တိုးကြီးကလည်းနောက်ကနေလိုက်တာပေါ့တဲ့ဘာဒါပေမဲ့လေပေါင်မုံလေးကိုမဖမ်းမိဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ပေါင်မုံလေးကအယုံကိုအပြင်းမြန်လို့တဲ့အဲ့ဒီခါမှာပေါင်မုံလေးကအရှိကိုဆက်ပြေးနေသူကမြေကန်းဆက်တစ်ခုကိုသူကရောက်သွားတယ်သူ့ရဲ့အနောက်မှာတော့အားလုံးကသူ့ကိုပြေးပြီးတော့လိုက်နေသေးပဲအဲ့ဒီမြေကန်းဆက်မှာနေတဲ့မြေခွေးကြီးနဲ့တွတ်တွေ့တာဗောတဲ့အဲ့ဒီခါမှာမြေခွေးကြီးကတဲ့ပေါင်မုံလေးကိုတွေ့သွားတဲ့ခါမှာနှုတ်ဆက်လိုက်တယ်ဟာတဲ့မင်္ဂလာပါပေါင်မုံလေးတဲ့ဘယ်သွားမလို့လဲဟောကျွန်တော်ရဲ့နောက်မှာတဲ့ကျွန်တော်ကိုစားကျင်တဲ့သူတွေလိုက်ဖမ်းနေလို့တဲ့ကျွန်တော်ဟိုးပဲမြေကန်းဆက်ကိုကူးကျင်လို့ကျွန်တော်ကိုကူညီပေးပါလားတဲ့အဲ့ဒီခါမှာမြေခွေးကြီးအကြံရသွားတယ်ဟာတဲ့ဟုတ်ပြီတဲ့ကူညီမယ်တဲ့ပြီးတဲ့အဲ့ဒါဆိုလို့ရှိရင်တဲ့ငါရဲ့အမီးဘောကိုခုံတက်လိုက်ပေါင်မုံလေးတဲ့ပေါင်မုံလေးကလည်းတဲ့သူကတဲ့ခုံတက်လိုက်တာဗောတဲ့မြေခွေးရဲ့အမီးဘောတဲ့အဲ့ဒီခါမှာမြေခွေးကတဲ့ရေထဲကိုဆင်းသွားပြီးတော့တဲ့နော်ပေါင်မုံလေးကိုဟိုးဘက်ကန်းကိုပို့ပေးဖို့အတွက်သူကရေကူးပြီးသွားတယ်
ရေကူးနေတဲ့မြေခွေးကဘလို့လို့ရင်ကောင်းလဲဆိုပြီးအကြံထုတ်တာပေါ့တဲ့။အော်အဲ့ဒီချိန်မှာမြေခွေးကြီးကအကြံလဲရလဲရအောင်။ပေါင်မုံလေးတဲ့ရေကတဖြည်းဖြည်းနဲ့ကူးလာတာရေနဲ့ထဲကိုရောက်လာပြီးတဲ့။ငါရဲ့ကြောကုန်းမို့ခုံတက်လိုက်ကွာတဲ့။အဲ့ကြမှာမြေရေမစိုးတော့မှာတဲ့။ပေါင်မုံလေးကလည်းမြေခွေးရဲ့စကားကိုနားယောင်ပြီးတော့ကြောကုန်းမို့ခုံတက်လိုက်ပြန်ရောတဲ့။မြေခွေးကလည်းဆက်ပြီးရေကူးသွားတာပေါ့တဲ့ကူးနေတဲ့ရောက်ခံနေတဲ့ကြာရောမြေခွေးကထပ်ပြီးပြောတယ်ဟာတဲ့ပေါင်မုံလေးရေတဲ့အခုတော့ငါတို့ရောက်ခံနေပြီတဲ့ဒါပေမဲ့နော်ရေတွေကအရမ်းများလာတဲ့အတွက်မင်းကိုစိုးတော့မှာပဲငါရဲ့နှုတ်သီးပေါ်ခုံတက်ကြည့်ပါလားတဲ့ဆိုပြီးတော့ပြောလိုက်တယ်ပေါင်မုံလေးကလည်းဟာတဲ့ကောင်းပြီတဲ့အဲ့ဒါဆိုရင်ခုံမဲတဲ့ဆိုပြောတဲ့အချိန်မှာမြေခွေးကြီးကသူ့ရဲ့ပါဇက်ကြီးကိုကျဲတဲ့ကျဲအောင်သူကဟပြီးတော့စောင့်နေတာပေါ့တဲ့အဲ့ဒါကိုမသိရဲ့ပေါင်မုံလေးကလည်းသူကခုံပြီးတက်လိုက်တဲ့အခါမှာမြေခွေးရဲ့ပါဇက်ထဲကိုတန်းပြီးတော့ပေါင်မုံလေးကဝင်သွားတယ်အဲ့ချိန်မှာမြေခွေးကြီးကလည်းသူကဗိုက်စာနဲ့ပေါင်မုံလေးကိုကြွဆိုပြီးသူကစားလိုက်ပြီးတဲ့အရန်ကိုအရသာရှိတယ်ပေါင်မုံလေးပဲစားလို့ကောင်းလိုက်တာတဲ့ဆိုပြီးတော့မြေခွေးကပိုက်လဲဝါရောသူကကန်းဆက်ချီကိုဖြင်းချင်းစွာပဲရေကူးပြီးတော့သူကပြန်သွားတာပေါ့ကွယ်သားမီးတို့ရေဒါကတော့မောင်ပေါင်မုံလေးရဲ့ညီကုန်းပဲဖြစ်ပါတယ်ကိုမသိတဲ့သစိမ်းတယောက်ရဲ့ပြောစကားကိုယုံကြည်မိတဲ့ပေါင်မုံလေးကတော့နောက်ဆုံးမှာတော့မြေခွေးရဲ့အစာကိုခံလိုက်ရတာပေါ့ကွယ်သားမီးတို့အားလုံးကိုကျေးဇူးတင်ပါတယ်